နားဆင်သူပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Shan Story Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ပြည်သက်များရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မိခင်တူရဲ့မြတ်တာနဲ့အနန္တတကူကံကြမ္မာရဲ့စမ်းကြင်လာတဲ့အလှည့်ပြောင်းတွေကိုဖော်ကျူးထားတဲ့ပုံပြင်လေးတစ်ပုဒ်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။မိခင်ရင်းကိုဆုံချုံခဲ့ရုံတင်မကပဲရစ်စစ်တဲ့ဖခင်နဲ့မိထွေးရဲ့လက်ထဲမှာငရဲမီးလိုပူလောင်တဲ့ဒုက္ခတွေကိုကြိတ်မိတ်ခံစားခဲ့ရတဲ့အုတ်တာဆိုတဲ့မိန်းကလေးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်။ဝမ်းနေစရာခြေခွဲစရာတွေနဲ့ပြည့်နေပေမဲ့နောက်ဆုံးမှာတော့တရားတော်သူထွန်းကားသမီးဆိုတဲ့အတိုင်းဘယ်လိုညီကုန်းချုပ်သွားမလဲဆိုတာကိုအခုပဲအတူတူခံစားလိုက်ကြရအောင်နော်တခါတော့ကတောင်တန်းပြာတို့ဝန်းရံထားပြီးအေးချမ်းတာယာလာတဲ့ရွာလေးတစ်ရွာရှိခဲ့ဘူးပါတယ်အဲဒီရွာကလေးရဲ့လူနေမှုဘဝဟာရိုးရှင်းပြီးတော့ရွာသူရွာသားတွေဟာလည်းလုံးလာရိယာရှိစွာနဲ့တန်ခါလုပ်ငန်းကိုလုပ်ကိုင်ပြီးအေးအေးချမ်းချမ်းနေထိုင်ခဲ့ကြပါတယ်အဲဒီလိုရွာကလေးထဲမှာထင်ရှားတဲ့မိသားစုကြီးတစ်ခုရှိပါတယ်အိမ်တော်ဦးစီးဖြစ်သူဦးကုတ်ပိတဟာစိတ်ဓာတ်နဲ့စာလီလို့အမည်ရတဲ့ဇနီးတဲ့နှစ်ဦးရှိပါတယ်သူတို့နှစ်ဦးစလုံးဟာရွာထဲမှာအလှပရင်မတွေလို့တင်စားရလောက်အောင်ရှော်မော်လှပကြတဲ့မိမပြိုလေးတွေပဲဖြစ်ပါတယ်ဒါပေမဲ့အပြင်ပန်းအလှဟာအတွင်းစိတ်ကိုမဖော်ပြနိုင်ဘူးဆိုသလိုပါပဲစာလီယာသူမရဲ့အလှတရားအောက်မှာစိတ်ဓာတ်အပေါ်မနာလိုဝန်ထွန်စိတ်တွေအမြဲကင်းအောင်နေခဲ့ပါတယ်စိတ်ဓာတ်ပေါ်ထားရှိတဲ့သူမရဲ့မုန်းတီးမှုတွေဟာနေ့ရက်တွေကြာလာတာနဲ့အမျှအချိန်အဟုန်နဲ့ကြီးထွားလာခဲ့ပါတယ်။ဒါအပြင်စာလီရဲ့နောက်ွယ်မှာဘသူမှမသိနိုင်တဲ့ကြောက်မဲ့ဖွယ်ရာလှုပ်ရှစ်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့သူမဟာတဆိတ်ကိုးကွယ်သူတဆိတ်မွေးမြူသူဖြစ်ုံတင်မကပဲအသားငါးတွေကိုအစိမ်းစားရတာကိုအလွန်အမင်းနှစ်သက်တဲ့ပါပီတဆိတ်တစ်ကောင်ဖြစ်နေခြင်းပဲဖြစ်ပါလေ။ညင်းတဲ့တစ်ကောင်ရံမှာစာလီယာမိမလာလေးတယောက်ရဲ့ဘဝကနေဖားစိမ့်နေခနန်းတွေကိုခိုးယူကိုက်စားတတ်တဲ့သွေးစိမ့်ကြိုက်သူတူအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။သူမဟာအဲ့ဒီကြောက်စရာကောင်းတဲ့လှိုးဝှက်ရှစ်တွေကိုဘယ်သူမှမသိအောင်ဖုံးကွယ်ထားပြီးလူအများကြားမှာတာမန်မိန်းကလေးတယောက်လိုပဲဟန်ဆောင်နေထိုင်ခဲ့ပါတယ်။အချိန်တွေကုန်လွန်သွားပြီးနောက်မှာတော့စာလီမှာကိုဝင်ရရှိလာခဲ့ပါတယ်။တိုက်ဆိုင်ခြင်းတော့စိတ်ဓာတ်ဟာလည်းသူမနဲ့တစ်ချိန်တည်းမှာပဲကိုဝင်ရှိခဲ့ပြီးကလေးငယ်လေးတွေကိုတပြိုင်တည်းဆိုသလိုမွေးဖွားခဲ့ကြပါတယ်။ကံကြမ္မာရဲ့တိုက်ဆိုင်မှုတွေဟာအံ့ဩစရာကောင်းသောအောင်ထူးဆန်းလာပါတယ်။စိတ်ဓာတ်နဲ့စာလီတို့နှစ်ဦးစလုံးဟာရုပ်ရှင်းစင်တူလုံးနဲ့သမီးရတနာလေးတွေကိုအသီးသီးပိုင်ဆိုင်ခဲ့ကြပါတယ်။စိတ်ဓာတ်ရဲ့ရင်သွေးငယ်လေးကိုအုတ်တာလို့အမည်ပေးခဲ့ပြီးစာလီရဲ့သမီးငယ်လေးကိုတော့တာမာလို့ခေါ်တွင်စေခဲ့ပါတယ်။အဲဒီမိန်းကလေးနှစ်ဦးဟာတိမ်ထဲမှာအတူတကွကြီးပြင်းလာခဲ့ကြပြီးမိဘတွေရဲ့ပြုစုပြောင်းထောင်မှုအောက်ပါပန်းပွင့်ကလေးတွေလိုလှပလို့လာခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီလှပတဲ့ကြီးပြင်းလာမှုတွေရဲ့နောက်ွယ်မှာတော့စာလီဟာသူမရဲ့ရင်ထဲကအမုန်းတရားတွေကိုသမီးဖြစ်သူတာမရဲ့စိတ်ထဲကိုအစိတ်အတောက်တွေအဖြစ်စနစ်တကျသွတ်သွင်းပေးဖို့မမေ့လျော့ခဲ့ပါဘူး။သူမဟာသမီးဖြစ်သူတာမကိုအုတ်တာအပေါ်ယွန်ရှာမုန်းလေးစိတ်တွေမွေးဖွားလာအောင်အခွင့်သာတဲ့အချိန်တိုင်းနှိပ်စက်ညှဉ်းပန်းတတ်အောင်နှီးမျိုးစုံနဲ့သွန်သင်ဆုံးမခဲ့ပါတယ်။မိခင်ဖြစ်သူရဲ့မကောင်းမြတ်တဲ့သွန်သင်မှုတွေအောက်မှာအပြစ်ကင်းစင်ရတဲ့ညီမနှစ်ဦးကြားကတန်ရောစင်ဟာနေ့ရက်တိုင်းမှာအဖက်ဆယ်လို့မရအောင်ပျက်စီးယိုယွင်းလာခဲ့ပါတယ်။နှွေးထွေးရမဲ့သွေးသားရင်းရှာစိတ်ဓာတ်တွေအစားခါသီးတဲ့ရန်ညိုးရန်စားတွေနဲ့အမုန်းမီးရှံတွေကသာသူတို့နှစ်ဦးကြားမှာအမြဲတမ်းကြီးစိုးလို့နေပါတော့တယ်။ဒီလိုနဲ့အချိန်ကာလတို့တရွေ့ရွေ့ကုံဆုံးလာခဲ့ရာအုတ်တာနဲ့သားမတို့ညီမနှစ်ဦးဟာအသက်14နှစ်အရွယ်အပြိုပေါ်ဝင်စအရွယ်သို့ရောက်ရှိလာခဲ့ကြပါလေ။ကြည်လင်းတဲ့ရေပြင်ကျဲကြီးထက်မှာဥကုတ်ပိတဟာသူ့ရဲ့ဇနီးတဲ့နှစ်ဦးကိုလှေငယ်လေးတစ်စင်းပေါ်တင်ဆောင်လို့ငါးဖမ်းထွက်ခဲ့ပါတယ်။လှေရဲ့ထိပ်ဦးပိုင်းမှာတော့စာလီယာလှော်တက်ကိုကျွမ်းကျင်စာကိုင်းတွဲလို့ထိုင်နေခဲ့ပြီးလှေပေပိုင်းမှာတော့စိတ်ဓာတ်ဟာလှေကိုထိန်းချောင်းပေးနေပါလေ။ဥကုတ်ပိတာကတော့လှေအလဲမှာမတ်တက်ရက်လို့ငါးဖမ်းပိုက်ကုံကိုအာမန်ပပနဲ့ပြစ်ချလို့ငါးဖမ်းနေခဲ့ပါလေ။ဥကုတ်ပိတာဟာပိုက်ကုံနဲ့ပါလာသမျှငါးကလေးတွေကိုစနီးတဲ့နှစ်ယောက်စီအညီအမျှခွဲဝေပေးခဲ့ပါတယ်။ဒါပေမဲ့စာလီရဲ့ရင်ထဲကကြောက်မဲ့ဖွယ်ရာတစိပီးစားဟာတရရိပ်နဲ့နိုးထလာခဲ့ပါတယ်။သူမရဲ့ရှေးကရှင်တောင်းထဲမှာလက်လက်ဆက်ဆက်ရှိနေတဲ့ငါးစိမ့်တွေကိုမြင်ရတဲ့အခါမှာတော့ပါပီတစိဖြစ်တဲ့စာလီယာသူမရဲ့စာလောင်မှုကိုဘလို့မှထိန်းချုပ်လို့မရတော့ပါဘူး။သူမဟာလှေအလဲကအလှုပ်ရှုပ်နေတဲ့ယောက်ျားနဲ့လှေပဲပိုင်းကစိတ်ဓာတ်တို့မရိပ်မိစေရန်အခွင့်ကောင်းကိုစောင့်နေခဲ့ပါလေ။အခွင့်အရေးရရှိတဲ့အခါမှာတော့စာလီယာသူမရဲ့ရှင်တောင်းထဲကငါးစိမ့်တွေကိုခိုးယူလို့အငမ်းမရဝါမျိုးစားတော့ခဲ့ပါလေ။တကောင်မီတကောင်ခိုးယူစားတော့နေရင်းနဲ့သူမရဲ့ရှင်တောင်းထဲမှာငါးအနှဲငယ်သာကျန်တော့တာကိုမြင်လိုက်ရတဲ့အခါမှာတော့စာလီဟာသူမရဲ့တစေဗီဇာကြောင့်ကျူးလွန်မိတဲ့အမားတွေကိုရုတ်တရက်သတိဝင်လာခဲ့ပါလေ။ဒီအချိန်တွေကိုခင်မုန်းဖြစ်သူဥကုတ်ပိတာတည်သွားရင်သူမအတွက်မတွေးဝံ့စရာဒေါသလိုင်းတွေနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာကိုသူမဟာရှင်းရှင်းပဲရိပ်မိခဲ့ပါလေ။ ဒီ
ဒီတော့စာလီဟာသူမရဲ့ကောက်ချစ်တဲ့ညံနေညံတဲ့တွေကိုအသုံးပြုပြီးလှေအလဲမှာပိုက်ကွန်ကိုအာယုံဆိုင်နေတဲ့ခင်မုန်းဖြစ်သူနဲ့လှေပဲပိုင်းမှာငိမ့်သက်စွာထိုင်နေတဲ့စိတ်ဓာတ်တို့မသိစေရန်ငါးတွေအပြည့်ရှိနေတဲ့စိတ်ဓာတ်ရဲ့ရှင်းနှောင်းနဲ့သူမရဲ့ငါးအနှဲငယ်ပဲကျန်တော့တဲ့ရှင်းနှောင်းကိုလဲလှယ်ခဲ့ပါတယ်မကြခင်မှာပဲဥကုပ္ပိတဟာစိတ်ဓာတ်ရဲ့ရှင်းနှောင်းထဲမှာငါးအနှဲငယ်သာကျန်တာကိုတွေ့သွားတဲ့အခါမှာတော့သူ့ရဲ့ဒေါသမီးဟာဟုန်ကနေတောက်လောင်သွားပါတော့တယ်ပိုက်ကွန်ကိုအချိန်ချင်းအခါခါပြေးလို့ငါးအများကြီးရခဲ့ပေမဲ့ဘာလို့ငါးနည်းနည်းလေးပဲရှိနေတာလဲဆိုပြီးအော်ဟစ်ခဲ့ပါတယ်ရုံမာလာတဲ့စာလီဟာအဲ့ဒီအခွင့်အရေးကိုလက်လွတ်မခံခဲ့ပါဘူးသူမဟာလောင်စာစီထက်လောင်းလိုက်သလိုမျိုးစိတ်ဓာတ်အပေါ်အပြစ်ပုံချလို့ခင်မိုးဖြစ်သူရဲ့ဒေါသကိုပုံမကြီးထွားအောင်သွေးထိုးစကားတွေဆိုခဲ့ပါတယ်အမုန်းစကားတွေနဲ့သွေးထိုးမှုတွေကြောင့်ဒေါသအမောင်ဖုံးနေတဲ့ဥကုပ္ပိတဟာတတိလက်လော့နဲ့လက်ထဲကလော်တက်ကိုကြစ်ကြစ်ပအောင်စုပ်ကိုင်းပြီးဘာမှမသိချတဲ့စိတ်ဓာတ်ရဲ့ဥကောင်းကိုအားကုန်လွှဲလို့ရိုက်ချလိုက်ပါတော့တယ်ရုတ်တရက်ကြားရောက်လာတဲ့ရိုက်ရှစ်ကြောင့်စိတ်ဓာတ်အော်ဟစ်ချိန်ပဲမရလိုက်ပဲလှေပေါ်မှာတင်အသက်ပြောက်သွားခဲ့ရပါတယ်ရစ်ဆက်လာတဲ့ဥကုပ္ပိတဟာသူ့ရဲ့အပြစ်မဲ့တဲ့ဇနီးတဲ့သွေးဆုံးသွားတာကိုမြင်ခဲ့ရပေမဲ့နောင်တတရားဟာအမုံမွားလေးတောင်မခံစားရပဲစာလေးနဲ့အတူပူးပေါင်းကစိတ်ဓာတ်ရဲ့အလောင်းကိုမြစ်ထဲကိုပစ်ရှာလို့လှေကိုလှော်ကပုံမှန်အတိုင်းပဲအိမ်ကိုပြန်လာခဲ့ပါတယ်နေဝင်ချင်းရောက်တဲ့အခါမှာတော့အိမ်ရှိရေစိတ်ကလေးမှာမိခင်ဖြစ်သူပြန်လာကိုတနေ့လုံးမျောလင်းတကြီးနဲ့မျောနေတဲ့ဥတ္တာဟာဖခင်ဖြစ်သူဥကုပ္ပိတနဲ့ဒေါ်လေးစာလေးတို့နှစ်ယောက်တည်းကိုသာတွေ့ခဲ့ရတာကြောင့်သူမဟာဖခင်ဖြစ်သူတန်းရှင်းရှင်းသွားရောက်လို့မိခင်ဖြစ်သူဘယ်မှလဲနဲ့ဘာဖြစ်လို့အတူပြန်မလာရတာလဲဆိုပြီးမေးမြန်းခဲ့ပါလေဥကုပ္ပိတဟာသူ့ရဲ့အပြစ်တွေကိုဖုံးကွယ်ခြင်းသားကြောင့်စိတ်ဓာတ်ဟာအလုပ်ကိစ္စတစ်ခုနဲ့တခြားရောက်ကိုသွားခဲ့ကြောင်းနောက်တနေ့မှပြန်လာမှဖြစ်ကြောင်းလိန်ညာပြောဆိုခဲ့ပါလေဖခင်ဖြစ်သူရဲ့စကားကိုကြားရတဲ့အခါမှာတော့ဥတ္တာရဲ့ရင်ထဲမှာမတင်မကြတွေဖြစ်ခဲ့ပေမဲ့ခက်ထန်လာတဲ့ဖခင်ဖြစ်သူကိုအာခံပြီးအပြေတောင်းမှုအတွက်သူမမှာအင်အားမရှိခဲ့ပါဘူးသူမတက်နိုင်တာဆိုလို့မိခင်ပြန်လာမဲ့လမ်းကလေးကိုငေးကြည့်ရင်ရေစိတ်ကလေးမှာပဲနိုင်ပေါင်းများစွာဆက်လက်ထိုင်ဆောင်နေခြင်းပဲဖြစ်ပါတယ်ဒီလိုနဲ့နေ့ရက်တွေဟာတရက်ပြီးတရက်ကုံဆုံးလာခဲ့ပေမဲ့မိခင်ဖြစ်သူရဲ့အရေးအယံကိုမတွေ့ရတဲ့အခါမှာတော့ဥတ္တာဟာစာလီကိုတွားရောက်လို့မေးမြန်းခဲ့ပါလေအဲ့ဒီအခါမှာတော့အမုန်းတရားတွေပြည့်နေနေတဲ့စာလီဟာယွန်ရှာဆက်ဆုပ်ပွဲကောင်းလာတဲ့လှောင်ပြုံးတွေနဲ့အတူနေအမေဟာတီကောင်တွေနဲ့အတူနေနေတာဖြစ်မှာပေါ့အယိုးတွေတောင်ဆွေးမြေ့နေလောက်ပြီးအဲ့ဒီကြောင့်မှပဲပြန်လာလိုက်မယ်လို့နမိတ်ဆိုးတဲ့စကားတွေကိုပြောကြားခဲ့ပါတယ်အဲ့ဒီစကားတွေကိုကြားလိုက်ရတဲ့ခဏချင်းမှာပဲဥတ္တာရဲ့ကဘာငယ်လေးဟာပြိုလဲသွားခဲ့ပါတယ်မိခင်ဖြစ်သူဟာလောကကြီးမှာမရှိတော့ဘူးဆိုတာကိုသူမဟာရှင်းရှင်းပဲသဘောပေါက်သွားပါတော့တယ်ဖခင်ဖြစ်သူနဲ့စာလေးတို့ဟာသူမအပေါ်ရုပ်မှရစ်ဆက်စွာနဲ့လိန်ညာခဲ့ကြတာကိုတွေးရင်းဥတ္တာဟာဝမ်းနဲ့ပူဆွေးစွာနဲ့ငိုကြွေးခဲ့ပါတော့တယ်အဲဒီနေ့ကစားပြီးစာလေးရဲ့ရစ်ဆက်ကြမ်းကြုတ်မှုတွေဟာအတားဆီးမဲစွာနဲ့ပေါ်ပေါက်လာခဲ့ပါလေအရင်ကမိခင်ဖြစ်သူစိတ်ဓာတ်ရှိစဉ်ခေါင်းမဖော်ဝင်ခဲ့တဲ့စာလေးဟာယခုချိန်မှာတော့ကာကွယ်ပေးသူမရှိတော့တဲ့ဥတ္တာအပေါ်သူမရဲ့အမုန်းတရားတွေနဲ့အတူနှိပ်စက်ခဲ့ပါလေနုနဲ့လှတဲ့ဥတ္တာဟာကျွန်တယောက်လိုအလုတ်ကျန်းတွေနဲ့နှပန်းလုံးရပါတော့တယ်တပြစ်စီလဲခြင်းအိမ်ရဲ့တန်ရှင်းရေးတွေလုပ်ရခြင်းအပြင်ပူပြင်းတဲ့နေရာအောက်မှာနွားကြောင်ကျွဲကြောင်တဲ့အလုပ်တွေကိုလည်းမနာမနေလုပ်ကင်ခဲ့ရပါတယ်တကယ်လို့အလုပ်တွေနှိမ့်ကွေးသွားရင်ဒါမှမဟုတ်စာလီရဲ့အလိုကိုမဖြည့်ဆည်းနိုင်ရင်ရိုင်းတဲ့ခံရလိမ့်ရှိပါတယ်ဖခင်ဖြစ်သူဥကုပ္ပိတဟာလည်းသမီးဖြစ်သူနှိပ်စက်ခံရတာကိုမြင်တွေ့ရပေမဲ့သစိမ့်ပြင်းပြင်းတူလို့လှက်လူရှုထားခဲ့ပါလေဥဒ္ဒါဟာအိမ်မှာငရဲမီလို့ပူလောင်တဲ့ဒုက္ခတွေကိုခံစားနေရချိန်မှာပဲမျက်ရှည်ကအေးစစ်စစ်ရေးစည်းချောင်းအောက်မှာတော့စိတ်ဓာတ်ရဲ့ရုပ်အလောင်းဟာနှမြုပ်နေဆဲပဲဖြစ်ပါတယ်ဒါပေမဲ့သေခြင်းတရားဟာမိခင်မြတ်တာကိုတော့မတားဆီးနိုင်ခဲ့ပါဘူးသူမရဲ့ခန္ဓာကိုယ်ဟာအသက်မဲ့သွားခဲ့ပေမဲ့သူမရဲ့စိတ်ဝိညာဉ်ကတော့ဒုက္ခရောက်နေတဲ့သမီးလေးအတွက်အလွန်အမင်းပဲစွန့်ရင်ပူပန်နေခဲ့ပါတယ်ဒါကြောင့်သူမဟာရွှေလိတ်တကောင်အဖြစ်ပြန်လည်မွေးဖွားလာကသမီးရှိရာအိမ်ကိုပြန်ဖို့အတွက်လမ်းရှာပွင့်ရင်းမြစ်ကြောင်းတစ်လျှောက်ကူးခတ်လို့လာခဲ့ပါတယ်နောက်ဆုံးမှာတော့ရွှေလိတ်မကြီးဟာသူမရဲ့မူလနေရာဖြစ်တဲ့အိမ်ရှိရေးစိတ်ကလေးစီကိုစိုက်စိုက်မြဲမြဲရောက်ရှိလို့လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအုတ်တောင်မွေးထားတဲ့သစ္စာရှိတဲ့ခွေးကလေးဟာရွှေလိတ်ကလေးကိုပထမဆုံးမြင်တွေ့သွားခဲ့ပါတယ်ခွေးကလေးဟာဝမ်းသာအားရနဲ့ဟောင်းမှုစူးစမ်းခဲ့ပြီးမေးမေပြန်လာပြီလို့ပြောပြချင်ပေမဲ့လူစကားမပြောတတ်တာကြောင့်အုတ်တာစီကိုပြေးလွှားသွားကအမိတနက်နက်ခါလို့ထူးဆန်းတဲ့အတန်တွေပြူရင်းအုတ်တာကိုရေစိမ့်စီလိုက်လာဖို့အတင်းကျပ်ခေါ်ဆောင်ခဲ့ပါတယ်ခွေးကလေးဘာဖြစ်ရှင်နေမှမသိတဲ့အုတ်တာဟာစိုးရင်တကြီးနဲ့ခွေးလေးရဲ့နောက်ကိုပြေးလွှားလိုက်သွားတဲ့အခါမှာတော့ရေစိမ့်မှာတဖိတ်ဖိတ်တောက်ပနေတဲ့ရွှေလိမ့်မကြီးတစ်ကောင်ကိုအံ့ဩဖွယ်တွေးရှိခဲ့ရပါတယ်ရွှေလိမ့်မကြီးရဲ့မြင်ဝန်းနေထဲမှာထူးဆန်းတဲ့နှွေးထွေးမှုတွေကိုအုတ်တာတယောက်ခံစားမိခဲ့ပါတယ်စိတ်ကောင်းရှိလာတဲ့အုတ်တာဟာဂယုဏစိမ့်နဲ့ရွှေလိမ့်ရဲ့နားကိုရှင်းကပ်လို့လိတ်ကလေးရဲ့ကြောကိုလက်နဲ့အသာအရပုတ်တက်ခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲလိမ့်မကြီးဟာဝမ်းသာလွန်လာတာကြောင့်မျက်ရည်တွေတွင်တွင်စီးကျလာခဲ့ပါလေ
အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဥဒ္ဒါဟာလိမ့်မကြီးကိုတနာသွားပြီးလိမ့်မကြီးအတွက်အစာအာဟာရတွေကိုရှာဖွေကျွေးမွေးရင်းထူးဆန်းအောင်ဝယ်ကောင်းလောက်အောင်အရှိန်တိုတွင်းမှာပဲအလွန်အမင်တန်ရုံးစင်တွေ့တာခဲ့ပါလေထိုနေ့ညရဲ့အမောင်တူထဲမှာတော့ဥဒ္ဒါဟာသူမရဲ့ဘဝကိုတစ်ဆက်ရှိုးပြောင်းလဲစေမဲ့အိမ်မက်တစ်ခုကိုမြင်မဲ့ခဲ့ပါလေအိမ်မက်ထဲမှာရေစိတ်မှာတွေ့ခဲ့ရတဲ့ရွှေလိမ့်မကြီးဟာတခြားသူဘောပဲသူမလွမ်းစော်တန်းတနေရတဲ့မိခင်ဖြစ်သူဟာလက်အသွင်းနဲ့ပြန်လည်မွေးဖွားလာခြင်းပဲဖြစ်ပါလေသမီးကလေးဥဒ္ဒါဒီရွှေလိတ်ကြီးဟာတခြားသူမဟုတ်ဘူးမင်းရဲ့အမေပဲသမီးရဲ့ဆိုတဲ့စကားတန်ဟာသူမရဲ့အိမ်မက်ထဲမှာပဲ့တင်ထပ်လို့နေခဲ့ပါတယ်နောက်တနေ့မနေ့လင်းလို့နေအောင်ကြီးဖျားကျလာတဲ့အခါမှာတော့ဥဒ္ဒါဟာအိမ်မက်ထဲကအတိုင်းအဲ့ဒီရွှေလိမ့်မကြီးဟာသူမရဲ့အမေပဲလို့ခိုင်မာယုံကြည်သွားပါတော့တယ်သူမဟာအတက်တရောနဲ့အစားအသောက်တွေကိုပြင်ဆင်လို့ရေစိတ်စီအပြေးလွှာသွားရောက်လို့မိခင်လိမ့်မကြီးကိုရေထဲကနေထွက်လာဖို့ခေါ်ခဲ့ပါတယ်ဥဒ္ဒါရဲ့နူးညံ့တဲ့ခေါ်တဲ့အဆုံးမှာပဲထူးဆန်းအံ့ဩပဲကောင်းလောက်အောင်ရွှေလိမ့်မကြီးဟာရေပြင်ပေါ်ကိုခေါင်းကလေးဖော်လို့သူ့ရဲ့သမီးထံကိုတိုးဝင်ခဲ့ပါလေအမေရေသမီးအမေကိုဒီရေစိတ်ကလေးမှာနေတိုင်းမျှော်နေခဲ့တာအမေသီလားရင်လို့ပြောရင်းဥဒ္ဒါရဲ့မြင်ဝန်းထဲမှာဝမ်းသာလုံးဆိုးတဲ့မြည်ရည်တွေဝဲတက်လို့လာခဲ့ပါလေအဲ့ဒီနေ့ကစားလို့ဥဒ္ဒါရဲ့ညှိုးငယ်နေတဲ့မျက်နှာထက်မှာအပြုံးပန်းတွေပြန်လဲဝေးစားလာခဲ့ပါလေစာလေးရဲ့နှိမ့်ဆက်မှုတွေကြားမှာပင်ပန်းနွမ်းနေခဲ့ရပေမဲ့အလုတ်အားလက်တဲ့အချိန်တိုင်းမှာဥဒ္ဒါဟာရေစိတ်ကလေးစီကိုအပြေးလွှားသွားရောက်ကမိခင်လိမ့်မကြီးကိုခေါ်ယူလို့ဝမ်းနေစရာတွေပင်ပန်းမှုတွေနဲ့ခံစားချက်ပေါင်းစုံကိုရင်းဖွင့်ပြောပြလိမ့်ရှိပါတယ်မိခင်လိမ့်မကြီးဟာလည်းစကားပြန်မပြောနိုင်ခဲ့ပေမဲ့သမီးလေးရဲ့စကားသံတွေကိုအေးချမ်းစွာနဲ့နားထောင်ပေးလိမ့်ရှိပါတယ်ဒီလိုနဲ့နေ့ရက်တွေကုန်လုံးလို့သမီးငယ်လေးဥဒ္ဒါဟာတနေ့ထက်တနေ့ပုံမရှိုးမောလှပတဲ့ပြိုပေါ်ဝန်စအရွယ်ကိုရောက်ရှိလာခဲ့ပါလေဒါကိုမြင်တွေ့ရတဲ့မိခင်လိမ့်မကြီးဟာသမီးလေးရဲ့အလှတရားကိုပုံမတောက်ပစေဖို့အတွက်တောတောင်အနှံကမှုှေးကြိုင်လာတဲ့တရက်တွေကိုရှာဖွေစုဆောင်းလို့စနစ်တကျကြိတ်ချေကနတ်ပန်းရနဲ့လိုမှုှေးပြန်တဲ့ရင်မွေးစီအဖြစ်ဖန်တီးပြီးသမီးလေးရဲ့ကိုယ်ပေါ်မှာကျင်နာစွာနဲ့လင်းကြံပေးခဲ့ပါတယ်အဲ့ဒီအချိန်ကစားလို့ဥဒ္ဒါရဲ့ဆန်နယ်တွေနဲ့ကိုသိန်းရနက်ဟာထူးခြားဆန်းပြတဲ့ရနက်တစ်ခုအဖြစ်သိမ့်ပြတ်လို့လာခဲ့ပါလေဘလောက်တောင်မှုှေးကြိုင်တယ်လဲဆိုရင်တိန်နေနေတဲ့စာလီရဲ့သမီးသားမရဲ့နှာခေါင်းဝါထီကိုအဲ့ဒီရနက်ဟာစူးစူးချချရောက်ရှိသွားခဲ့ပါလေအမြဲတမ်းမနာလိုဝန်တိုးစိတ်ကင်းအောင်နေတဲ့သားမဟာဥဒ္ဒါစည်းကထွက်တဲ့ရနက်ကိုခံစားလိုက်ရတဲ့အခါရှစ်ရှည်မဲ့ဒေါသထွက်လို့အဲ့ဒီရင်မွေးရဘဲကရလာတယ်လဲဆိုပြီးမေးမြန်းခဲ့ပါလေအမှန်တိုင်းပြောလို့မရတဲ့ဥဒ္ဒါဟာသူမရဲ့တငယ်ချင်းစီကလက်ဆောင်ရတာလို့လိန်ညာပြောဆိုခဲ့ပါလေကောက်ကျစ်တဲ့သားမဟာဥဒ္ဒါရဲ့စကားကိုလုံးဝမယုံကြည်ခဲ့ပါဘူးသူမဟာမနာလိုစိမ့်နဲ့အတူဥဒ္ဒါရဲ့တငယ်ချင်းတွေရှိရာအရက်အထိလိုက်လံစုံစမ်းခဲ့ပေမဲ့ဘသူစီကားမှထူးခြားတဲ့အဖြေကိုမရရှိခဲ့ပါဘူးအဲ့ဒီအရှင်နေဟာတာမာကိုပုံမဒေါသထွက်စေပြီးသူမရဲ့အမုန်းတရားမျက်လုံးတွေနဲ့ဥဒ္ဒါအပေါ်အပြစ်ချဖို့သာကြိုးစားခဲ့ပါလေဒီလောက်မှုှေးပြန့်တဲ့ရင်မွေးဟာရှစ်သူကောင်းလေးစီကရတာပဲဖြစ်မှာလို့ယူဆခဲ့ပြီးဖခင်ဖြစ်သူဥကုပ္ပိတထံသွားရောက်လို့ဂုံချောစကားဆိုခဲ့ပါတယ်ဥကုပ္ပိတဟာလည်းသမီးဖြစ်သူဥဒ္ဒါပေါ်မှာဘယ်တော့မှမေတ္တာမရှိခဲ့သလိုတာမာရဲ့စကားကိုတရှက်မဆိုင်မဲ့ယုံကြည်ခဲ့ပါလေမိမိရဲ့သိက္ခာကိုထိခိုက်စေမဲ့ယောက်ျားကိစ္စကိုကြားလိုက်ရတဲ့အခါမှာတော့ဥကုပ္ပိတရဲ့ဒေါသဟာအတားဆီးမဲစွာနဲ့ပေါက်ကွဲသွားပါတော့တယ်သူဟာသမီးဖြစ်သူဥဒ္ဒါကိုခေါ်ယူပြီးဘာမှမမေးမြန်းပဲစူပူကျိမ်းပေါင်းလို့ရက်ဆက်စွာနဲ့ရိုက်နှက်ခဲ့ပါတယ်ဥကုပ္ပိတဟာသမီးဖြစ်သူကိုဘယ်လိုယောက်ျားမျိုးနဲ့ရှက်ကြိုက်နေတာလဲဆိုပြီးအတင်းအကျပ်မေးမြန်းခဲ့ပါတယ်ရိုက်နှက်မှုတန်းကိုမခံစားနိုင်တော့တဲ့ဥဒ္ဒါဟာပြန်လည်မွေးဖွားလာတဲ့မိခင်ရွှေလိမ့်မကြီးအကြောင်းကိုအမှန်အတိုင်းပဲပြောကြားခဲ့ရပါတယ်ဥဒ္ဒါရဲ့ဝန်ခံစကားကိုခွန်းနှားထောင်နေတဲ့ပါပိတစေစာလီဟာစိတ်ဓာတ်အပေါ်ထားတဲ့ရန်ညိုးကိုစုံမသက်နိုင်သေးပါဘူးသူမဟာရွှေလိမ့်မကြီးကိုပြီးတိုင်ဖျောက်ပြက်ဖို့အတွက်ကျုံမာတဲ့အကြံစီတစ်ခုကိုစတင်ခဲ့ပါတယ်တနေ့မှာတော့စာလီဟာထမင်းမစရေမတောင်းနဲ့တစေပူးချင်အောင်ဆောင်ပြီးအိယာထဲမှာရန်ကားပြက်ကခင်မိုးဖြစ်သူဥကုပ္ပိတကိုထိတ်လန့်အောင်လှုပ်ဆောင်ခဲ့ပါလေတစေကြောက်တတ်တဲ့ဥကုပ္ပိတဟာလက်အုပ်ရှိလို့တစေဖြစ်သူကိုဇနီးဖြစ်သူရဲ့ခန္ဓာကိုယ်ထဲကထွက်သွားဖို့အတွက်တောင်းပန်ခဲ့ပါလေခင်မုန်းဖြစ်သူဟာမိမိကိုတဆေးဆိုးပြီးယုံကြည်သွားတာကိုသိသွားတဲ့စာလီဟာအရက်ရွှေခြင်းအရက်တောက်ခြင်းရွှေလဲရင်စားခြင်းနဲ့မစားရရင်ဒီခန္ဓာကိုယ်ထဲကမထွက်ဘူးဆိုတဲ့ရှင်းချောက်စကားတို့ကိုဆိုခဲ့ပါတယ်တဆေးကြောက်တတ်တဲ့ဥကုပ္ပိတဟာဇနီးတဲ့ဖြစ်သူကိုကယ်တင်မှုအတွက်ဘာကုန်းမှမစင်စားပဲရှစ်ရှင်းမဲ့သဘောတူကပစ္စည်းသုံးမျိုးကိုရှာဖွေလို့ဇနီးဖြစ်သူရဲ့ခန္ဓာကိုယ်ထဲကတဆေးကိုပူဇော်ဖို့အတွက်စီစဉ်ခဲ့ပါတယ်သူကအရှာလိုအပ်တဲ့ပစ္စည်းတွေကိုမြန်မြန်ဆန်ဆန်ရှာဖွေနိုင်ခဲ့ပေမဲ့ရွှေလိတ်ကိုတော့ဗမာမှရှာမတွေ့ခဲ့ပါဘူးဥကုပ္ပိတဟာရွာသားတွေကိုအကူအညီတောင်းပြီးမြင်းအင်းချောင်းတွေမှာရွှေလိတ်ကိုအပူတပြင်းရှာဖွေခဲ့ပေမဲ့လိတ်ညိုလိတ်မဲတွေသာတွေ့ခဲ့ရပြီးရွှေလိတ်ကိုတော့အရင်ရောင်တောင်မမြင်ခဲ့ရပါဘူး
နောက်ဆုံးမှာတော့သူဟာအုတ်တာပြောပြတဲ့ပြန်လည်မွေးဖွားလာတဲ့ရွှေလိမ္မာကြီးအကြောင်းကိုသတိရသွားပြီးသမီးဖြစ်သူအုတ်တာကိုခေါ်ဆောင်ကရွှေလိမ္မာကြီးနေတဲ့နေရာကိုမေးမြန်းခဲ့ပါတယ်။အုတ်တာဟာမိခင်ဖြစ်သူအန်ဒီရဲ့ဖြစ်မှာကိုစိုးရင်မိတာကြောင့်ရင်ကိုနှုတ်ပိတ်နေတဲ့အခါမှာတော့ဦးကုတ်ပိတဟာအယမ်းမဲ့ဒေါသထွက်သွားပြီးသမီးဖြစ်သူကိုရေစိတ်ကိုအတင်းအဓမ္မခေါ်ဆောင်ကရိုက်နဲ့ညှဉ်းပန်းပြီးရွှေလိတ်ကိုခေါ်ဆောင်ပေးဖို့ချိန်ချောက်ခဲ့ပါလေ။ပုံအောင်နေတဲ့မိခင်လိမ္မာကြီးဟာသမီးဖြစ်သူရဲ့နာကျင်စွာအော်ဟစ်တံကိုကြားလိုက်ရတဲ့အခါမှာတော့မိခင်မြတ်တာကြောင့်ဆက်လက်ပြီးပုံအောင်မနေနိုင်တော့ပါဘူး။သူမဟာသမီးဖြစ်သူကိုကယ်တင်ဖို့အတွက်သေမင်းတမန်ဦးကုတ်ပိတာရှိရာကုန်းပေါ်ကိုဖြည်းဖြည်းချင်းပဲတက်လာခဲ့ပါလေ။ဦးကုတ်ပိတာဟာဝမ်းသာအားရနဲ့ရွှေလိတ်ကိုဖမ်းဆီးပြီးစာလီစီကိုယူဆောင်သွားပါတော့တယ်။ရစ်စစ်ကြမ်းကြုတ်လာတဲ့စာလီဟာအုတ်တာကိုမိဖို့ခိုင်းပြီးရင်နှွေးအိုးတယ်စေကမိခင်လိမ္မာကြီးကိုရင်နှွေးအိုးထဲထည့်ခိုင်းခဲ့ပါလေ။စိတ်နှလုံးနူးညံ့လာတဲ့အုတ်တာအဖို့အဲ့လိုရစ်စစ်တဲ့လုပ်ရမျိုးကိုလှုံ့ဆော်နိုင်စွမ်းမရှိတာအသေးချာပဲဖြစ်ပါတယ်။ဒါကိုသိနေတဲ့စာလီဟာဒုတ်တချောင်းနဲ့ရှင်းလျှောက်လို့ရွှေလိတ်ကိုစုဖို့နေတဲ့အိုးနဲ့အမြန်ဆုံးပြစ်ချဖို့ဖိအားပေးခဲ့ပါတယ်။ကြောင်ရွံ့တုံလုံးလုံးလို့လက်တွေတဆက်ဆက်တုံရင်နေတဲ့အုတ်တာဟာနောက်ဆုံးမှာတော့မိခင်ဖြစ်သူရွှေလိမ္မာကြီးကိုရင်နှွေးအိုးထဲပြစ်ချမိသွားပါလေ။ပူလောင်လာတဲ့ရင်နွေးတံကြောင့်မိခင်လိမ္မာကြီးဟာအိုးထဲမှာနာကျင်စွာရုန်းကန်နေတဲ့အခါမှာတော့မိခင်ဖြစ်သူရဲ့ဝေဒနာကိုမကြည့်ရနိုင်တော့တဲ့အုတ်တာဟာရင်နွေးပူတဲ့လက်နဲ့ပြီးကဲတင်ဖို့ကြိုးစားခဲ့ပေမဲ့ကဲရင်ခေါင်းကိုရိုက်တတ်မဲဆိုတဲ့စာလီရဲ့ရစ်စစ်တဲ့ရှိန်ချောက်စကားကြောင့်သူမဟာဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒါကြောင့်ရွှေလိမ္မာကြီးဟာသမီးဖြစ်သူကိုငဲညာတဲ့အနေနဲ့ခေါင်းကိုမောလို့သူ့ကိုယ်သာလက်လွတ်လိုက်ဖို့အရှက်ပြခဲ့ပါလေ။လိမ္မာကြီးဟာအရာအလုံးပြီးဆုံးသွားတဲ့အခါမှာတော့သူ့ရဲ့အခွန်ကိုလမ်းစုံလမ်းကွာမှာမြုပ်နှံပေးဖို့အတွက်အုတ်တာကိုမှားကြားခဲ့ပါတယ်။မိခင်ရဲ့နောက်ဆုံးဆန္ဒကိုနားလည်သွားတဲ့အုတ်တာဟာမြင့်ရည်ကျဆင်းလာပြီးရွှေလိမ္မာကြီးကိုရင်နှွေးအိုးထဲပြန်လဲပြစ်ချခဲ့ရပါတယ်။အဲ့ဒီမြင်ကွင်းကိုကြည့်နေတဲ့စာလီဟာလောဘဇောတိုက်ကအားရပါးရရီမောခဲ့ပါတယ်။အဲဒီနောက်မှာတော့သူစီစဉ်ထားတဲ့အတိုင်းတစေဘူးတာပျောက်သွားဟန်နဲ့စစ်လက်တရုပ်ဆောင်ပြဖို့အတွက်လူအများကိုယုံကြည်အောင်လှည့်စားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရစ်စစ်လာတဲ့စာလီဟာသူကိုယ်တိုင်ပဲရွှေလိတ်ရဲ့အသားတွေကိုဖဲ့ရွှေကရွာသားတွေကိုလက်ဆောင်အဖြစ်ဝေငှပေးခဲ့ပါလေ။အဲဒီရွှေလိတ်ဟာစိတ်ဓာတ်ရဲ့ပြန်လည်မွေးဖွားခြင်းဆိုတာကိုရွာသားတွေသိသွားတဲ့အခါမှာတော့တနာကျင်နာစိမ့်နဲ့ဘသူမှမစားရတော့ပဲရွှေလိတ်ဟင်းကိုစွန့်ပစ်ခဲ့ကြပါလေ။မြည်ရည်မစဲနိုင်အောင်ဖြစ်နေရရှာတဲ့အုတ်တာဟာမိခင်ဖြစ်သူရဲ့အသားတွေကိုခွဲဝေစားတော့မှုအလုံးပြီးဆုံးသွားပြီဆိုတာကိုသိလိုက်တဲ့အခါမှာတော့ပါပင်မောကမြည်ရည်တွေကိုတုပ်လိုက်ပြီးသူမရဲ့လိမ္မာလာတဲ့ခွေလေးကိုကူညီတောင်းကမိခင်ရွှေလေးရဲ့အခွန်ကိုအနှံ့ခံရှာပေးခိုင်းပြီးမိခင်မှားကြားခဲ့တဲ့အတိုင်းလမ်းစုံလမ်းကွာမှာဂယုတဆိုင်နဲ့မြုပ်နှံပေးခဲ့ပါလေ။မကြခင်မှာပဲလက်ခုံမြုပ်ထားတဲ့ထိုမြေနေရာလေးကနေထူးခြားဆန်းပြားလာတဲ့ညောင်ဝင်တပင်ဟာအံ့ဩဖွယ်ရာပေါ်ပေါက်လာပါတော့တယ်။မိခင်ဖြစ်သူကိုလွမ်းစော့တန်းတာနေတဲ့အုတ်တာဟာနေ့စဉ်မပြတ်အဲ့ဒီချွင်ချောင်ပင်လေးကိုရေလောင်းမြေးစွာပေးရင်းမိခင်နဲ့စကားပြောနေသလိုအချိန်တွေကုန်လွန်စေခဲ့ပါလေ။အချိန်ကာလတို့ဟာတစ်နှစ်ကျော်ကြာသွားတဲ့အခါမှာတော့ရွှေချောင်ပင်ကြီးဟာဝေဝေဆာဆာနဲ့ကြီးထွားလာခဲ့ပြီးအကိုင်းခွက်တွေဟာအနှံ့အပြားထွက်ပေါ်လာခဲ့ပါလေ။လေတိုက်ခတ်လိုက်တဲ့ရွှေချောင်ပင်ကလေးစီကနေနဝင်ရှိုးလာတဲ့အဝယ်ဂီတတန်စင်တွေဟာလွှဲပြန်လာတတ်ပါတယ်။အဲ့ဒီလမ်းကနေဖြတ်တန်းသွားကြတဲ့ရွာသူရွာသားတွေဟာအဲ့ဒီလိုထူးခြားလာတဲ့ဂီတသံတွေကိုစွဲမဲ့စွာနဲ့ပဲခက်တရနာလို့နားထောင်လေးရှိကြပါတယ်။စမ်းကြဲလာတဲ့ရွှေညောင်ပင်ကြီးရဲ့သတင်းဟာရွာသိမ်းတစ်လျှောက်ကနေတစင်စကားတစင်နားနဲ့ပြန့်နှံ့သွားခဲ့ရာနောက်ဆုံးမှာတော့တိုင်းပြည်ရဲ့အရှင်သခင်မင်းကြီးရဲ့နားတော်အထိစိတ်မြဲမြဲရောက်ရှိသွားပါတော့တယ်။ထူးခြားလာတဲ့သတင်းစကားကြောင့်မင်းကြီးကိုယ်တိုင်အဲ့ဒီနေရာကိုကြွရောက်ကြည့်ရှုခဲ့ပြီးအံ့ဩဖွယ်ရာရွှေညောင်ပင်ကြီးကိုမြင်တွေ့ရတဲ့အခါမှာတော့မင်းကြီးဟာစိတ်ကြည်နူးလွန်းလာတာကြောင့်သူ့ရဲ့နန်းတော်အတွင်းမှာပဲအမျက်တနိုးစိုက်ပျိုးလိုတဲ့ဆန္ဒတွေပြင်းပြလာခဲ့ပါလေ။ဒါကြောင့်မင်းကြီးဟာသူ့ရဲ့ရွှေရန်တွေကိုရွှေညောင်ပင်ကြီးကိုတူးဖို့အမိန့်ပေးပါတော့တယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီအပင်ကြီးကိုနှုတ်ယူဖို့ကြိုးစားတာဟာထင်သလောက်မလွယ်ကူခဲ့ပါဘူး။လူအင်အားတွေဘလောက်ပဲတုံဘလို့နီးလန်းတွေနဲ့ပဲတူရွှေညောင်ပင်ကြီးရဲ့အမြင့်တွေဟာမြေကြီးထဲမှာခိုင်မဲစွာနဲ့တွဲကပ်နေခဲ့ပါတယ်။မင်းကြီးဟာအဲ့ဒီမြင်ကွင်းကိုကိုယ်တိုင်ကိုကြမြင်တွေ့နေရပေမဲ့အလွယ်တကူအရှုံးမပေးလိုခဲ့တာကြောင့်လူအင်အားတွေထပ်မံဖြစ်တင်းလို့အပင်ကြီးကိုမြေကနေကျွတ်ထွက်လာအောင်ဝိုင်းဝန်းဆွဲနှုတ်ခိုင်းခဲ့ပေမဲ့ရွှေညောင်ပင်ကြီးကလုံးဝတုံလုံးချင်းမရှိပဲခိုင်မဲစွာနဲ့တရှိနေဆဲဖြစ်ပါလေ။ဘလောက်ပဲအားစိုက်ထုတ်ကြပါစေအဲ့ဒီအံ့ဩဖွယ်ရာရွှေညောင်ပင်ရဲ့အမြင့်ဟာမြေပြင်ပေါ်ကိုပေါ်ထွက်လာဖို့အရေးရောက်တော့မပြခဲ့ပါဘူးမင်းကြီးဟာတမျိုးလုံးကလူအင်အားကိုသုံးပြီးဝိုင်းဝန်းဆွဲနှုတ်ခိုင်းပေမဲ့ရွှေညောင်ပင်ကြီးကတော့မြေကြီးမှာခိုင်မဲစွာတရှိနေသေးပဲဖြစ်ပါတယ်စိတ်ပြစ်လက်ပြစ်အမူအရာနဲ့အရန်ကိုဒေါသထွက်ပြီးအားမလို့အားမရဖြစ်နေတဲ့မင်းကြီးဟာရွာမှာလူကုန်မီလားလို့မေးတဲ့အခါမှာတော့ဥကုတ်ပိတဟာငါကြောင်သွားတဲ့သူ့ရဲ့သမီးအုတ်တာတယောက်ကြံရှိနေသေးကြောင်းကိုရှောက်တင်ခဲ့ပါတယ်အဲ့ဒီအခါမှာတော့မင်းကြီးဟာသူ့ရဲ့မူးမတ်တွေကိုဆေးလို့အုတ်တာကိုခေါ်ခိုင်းခဲ့ပါလေ
မူးမတ်တွေနဲ့အတူရောက်ရှိလာတဲ့အုတ်တာကိုမြင်မြင်ချင်းမှာပဲမင်းကြီးဟာသူမရဲ့တည်ငြိမ်အေးချမ်းတဲ့အလှတရားကိုဆွဲလန်းသွားခဲ့ပါလေဒါပေမဲ့စိတ်ထဲကအရှိကိုရှင်းရှင်းထုံမပြောရဲသေးတဲ့မင်းကြီးဟာစကားလမ်းကြောင်းလွှဲပြီးအံ့ဖွယ်ရွှေချောင်မင်းကြီးကိုနန်းတော်အတွင်းမှာအမျက်တနိုးနဲ့ပြောင်းရွှေ့စိုက်ပျိုးလိုကြောင်းဖွင့်ဟပြောဆိုခဲ့ပါလေမင်းကြီးရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့အုတ်တာဟာသူမနေ့စဉ်မပြတ်အမျက်တနိုးနဲ့ပြုစုဆောင်းလျှောက်ခဲ့တဲ့ရွှေချောင်မင်းကြီးကိုလှမ်းကြည့်လိုက်မိပါလေလူအများပြဝိုင်းဝန်းတူးဆွပြီးအားချင်းဆွဲနှုတ်ခဲ့တာကြောင့်ပင်စည်းနဲ့အမြင့်တွေမှာပုံးပဲ့ပြတ်ရှကအနာတရားတွေပြည့်နေနေတာကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့အုတ်တာရဲ့ရင်ထဲမှာတနာစရာကောင်းလာတဲ့မိခင်အတွက်ဝမ်းနဲ့ကြေကွဲမှုတွေအရှိန်အဟုန်နဲ့တိုးဝင်လာခဲ့ပါလေအုတ်တာဟာရွှေညောင်ပင်ကြီးကိုကြည့်ရင်စိတ်မကောင်းဖြစ်ရုံသာမကမင်းကြီးကိုလည်းအဲ့ဒီအပင်ဟာသူမရဲ့မိခင်အင်းရှာဖြစ်ကြောင်းရိုးသားစွာနဲ့ဖွင့်ဟဝန်ခံခဲ့ပါလေသူမဟာအဲ့ဒီရွှေညောင်မင်းကြီးနဲ့ဘယ်တော့မှခွဲခေါက်မှာမဟုတ်ဘူးလို့ပြတ်သားစွာပြောကြားခဲ့ပါလေ။အုတ်တာရဲ့စိတ်ထားဖြူစင်မှုနဲ့တန်ရုံးစင်ကြီးမားပုံကိုကြားသိလိုက်ရတဲ့အခါမှာတော့မင်းကြီးဟာပုံပေါ်သဘောကျသွားပြီးသူမကိုနန်းတော်ထဲမှာမိဖုရားအဖြစ်တင်မြောက်ကအတူတကွနေထိုင်မှုကမ်းလှမ်းခဲ့ပါလေ။ရစ်စစ်ကြမ်းကြုတ်လာတဲ့မိသားစုရဲ့လက်အောက်မှာတစ်သက်လုံးနှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့ဒုက္ခရောက်နေရတဲ့အုတ်တာဖို့အဲ့ဒီအခွင့်အရေးဟာကံကြမ္မာကပေးတဲ့လွတ်မြောက်ရန်လမ်းတစ်ခုဖြစ်ခဲ့ရပါလေ။ဒါကြောင့်အုတ်တာဟာမင်းကြီးရဲ့နှွေးထွေးတဲ့ကမ်းလှမ်းမှုကိုရှင်းရှင်းဆိုသလိုသဘောတူလက်ခံခဲ့ပါတယ်။အုတ်တာဟာရွှေညောင်မင်းကြီးရဲ့အနာကိုတိုးကပ်သွားလို့မိခင်ရင်းကိုရှ िख ိုးပူဇော်သလိုရိုးသေးစွာနဲ့ရှ िख ိုးခဲ့ပါတယ်။အဲဒီနောက်မှာတော့နန်းတော်ကိုမိဖုရားအဖြစ်လိုက်ပါသွားရမယ်သူမနဲ့အတူမိခင်ဖြစ်သူရွှေညောင်မင်းကြီးကိုပါတပားနဲ့လိုက်ပါလာခဲ့ဖို့နူးညံ့စွာနဲ့တောင်းဆိုခဲ့ပါလေ။ထိုခဏမှာပဲမယုံနိုင်စရာကောင်းတဲ့အံ့ဖွယ်ဖြစ်ရတစ်ခုဟာလူအပေါင်းရဲ့ရှေ့မှောက်မှာပဲဖြစ်ပေါ်လာခဲ့ပါတယ်။အရင်ကလူရနဲ့ရှိပြီးဝိုင်းဝန်းဆွဲနှုတ်ခဲ့ကြတာတောင်အမြင့်တမြင်စားမြမလှုပ်ရှားခဲ့တဲ့ရွှေညောင်ပင်ကြီးဟာယခုအခါမှာတော့လူအနှဲငယ်ရဲ့အကူအညီနဲ့တင်မြေကြီးထဲကနေအလွယ်တကူကျွတ်ထွက်လာခဲ့ပါတယ်။မိခင်ရဲ့မေတ္တာတရားကြောင့်ထူးဆန်းစွာကျွတ်ထွက်လာတဲ့ရွှေညောင်ပင်ကြီးကိုမင်းကြီးရဲ့ခရီးစဉ်နဲ့အတူနန်းတော်သို့အမြန်တနိုးသေးဆောင်သွားခဲ့ကြပါတယ်။တစ်သက်လုံးဆင်းရဲဒုက္ခတွေကြားမှာရုန်းကန်ခဲ့ရတဲ့အုတ်တာဟာနန်းတော်သို့ရောက်ရှိတဲ့အခါမှာတော့မိခင်ဖြစ်သူရွှေညောင်ပင်ကြီးရဲ့အရေးအောက်မှာအတိုင်းမသိပျော်ရွှင်ရွှမ်းမြေ့စွာနဲ့နေထိုင်ခွင့်ရရှိသွားပါတော့တယ်။အရှင်ကာလာတို့ကုံဆုံးလာတာနဲ့အမျှအုတ်တာနဲ့မင်းကြီးတို့ရဲ့မေတ္တာကဘာလေးထဲမှာရှစ်ဆရာကောင်းလာတဲ့သားငယ်သမီးငယ်လေးတွေထွန်းကားလာခဲ့ပြီးအုတ်တာရဲ့ဘဝမှာလည်းအတိုင်းမသိပုံမပျော်ရွှင်ဆိုပြေးလာခဲ့ပါလေ။အုတ်တာရဲ့ဘဝဟာစင်ပြေချောမွေ့နေသလောက်ဥကုတ်ပိတာစာလေးနဲ့သားမတို့ဟာအရင်ကတည်းကဆင်းရဲဒုက္ခရောက်နေကြရပြီးနန်းတော်ထဲမှာတက်တောင့်တက်တာစီးစိမ်ခံရတဲ့အုတ်တာကိုကြည့်ကအနာလိုဝန်တိုစိတ်တွင်ပြင်းထန်လာခဲ့ပါလေ။နောက်ဆုံးမှာတော့အမုန်းတရားတွေဖုံးလွှမ်းနေတဲ့အဆိုပါမိသားစု၃ဦးဟာအုတ်တာကိုဒုက္ခပေးဖို့အတွက်ဆိုးဝါးလာတဲ့ကြံစည်မှုတစ်ခုကိုစီစဉ်ခဲ့ကြပါတယ်။ဥကုတ်ပိတာကိုတေလူမျောပါနေမကောင်းဟန်ဆောင်ကိုင်းပြီးဖခင်ဖြစ်သူရဲ့နောက်ဆုံးချိန်မှာသမီးကိုတစ်ခါလောက်ပြန်လာစေချင်တဲ့ဆိုတဲ့စာတစ်စောင်ကိုလိန်လဲလို့နန်းတော်ကိုပို့ဆောင်ခဲ့ပါတယ်။တစ်သက်လုံးဖခင်ဖြစ်သူရဲ့ရစ်ဆက်ကြမ်းကြုတ်တဲ့ညှဉ်းပန်းမှုတွေကိုခံခဲ့ရပေမဲ့အုတ်တာဟာစိတ်ရင်းဖြူစင်သူဖြစ်တာကြောင့်ဖခင်အပေါ်ထားရမယ့်တန်ရောစဉ်အကျွင်းကြံလေးတွေကိုမမေ့လျော့နိုင်ခဲ့ပါဘူး။ဒါကြောင့်သူမဟာမင်းကြီးထံမှခွင့်တောင်းကအမျိုးသမီးအဆောင်ရှောက်2ဦးကိုအဖို့ခေါ်ပြီးဖခင်ဖြစ်သူရှိရာအိမ်လေးစီကိုခရီးနှင်ခဲ့ပါတော့လေ။ကြောက်မဲ့ဖွယ်ကောင်းတဲ့စင်စင်တွေနဲ့စောင့်ကြိုနေတဲ့အိမ်ကရာလေးစီကိုအုတ်တာရောက်ရှိလာတဲ့အခါမှာတော့ရုံးမာလာတဲ့စာလီဟာအလိုက်တင်ပဲကြိုးစိုးခဲ့ပါလေ။သူမဟာအတူပါလာတဲ့အမျိုးသမီးအဆောင်ရှောက်တွေကိုအိမ်ပြေမှာတားဆီးထားခဲ့ပြီးအုတ်တာတယောက်တည်းကိုသာအထဲကိုဝင်ခိုင်းခဲ့ပါလေ။ရှေ့မှာစောင့်ကြိုနေမဲ့အန်ဒီရဲ့ဇိုးကိုစိုးစင်မြမရိပ်မိရှာတဲ့အုတ်တာဟာအိမ်ထဲကိုရှေ့ချလိုက်တာနဲ့တပြိုင်နက်ဖခင်ဖြစ်သူဥကုတ်ပိတမိထွေးစာလီနဲ့ညီမဖြစ်သူတာမာတို့၃ဦးဟာတားကောင်ကိုဝိုင်းအောင်ဖမ်းဆီးလိုက်ကြပါတော့တယ်။သူတို့ဟာအုတ်တာရဲ့နန်းဝတ်တန်စာတွေကိုအတင်းအဓမ္မရွှတ်ယူပြီးနောက်မှာတော့အသင့်ပြင်ဆင်ထားတဲ့စူပုတ်နေတဲ့ယူနေဦးကြီးတွေကိုရေးရစစ်စစ်ပြစ်ချလိုက်ပါတော့တယ်။အုတ်တာဟာဘာမှမတတ်နိုင်တော့ပဲအဲ့ဒီယူနေဦးကြီးထဲမှာပဲအသက်ပြောက်သွားခဲ့ရချပါလေ။ဒီလိုနဲ့မိသားစု၃ဦးဟာသူတို့ရဲ့စူးညောက်ခလုတ်ကိုဖယ်ရှားပြီးနောက်မှာတော့အုတ်တာနဲ့ရုပ်ရှင်းစင်တူလာတဲ့တာမဟာအုတ်တာရဲ့နန်းဝန်နန်းစားတွေကိုဝတ်ဆင်ကမိဖုရားအဖြစ်ဟန်ဆောင်လို့အပြင်မှာစောင့်နေတဲ့အဆောင်နေစီထွက်လာခဲ့ပါတယ်။အဆောင်လျှောက်တွေဟာမိဖုရားရဲ့မျက်နှာသွင်းပြင်တစ်မျိုးဖြစ်နေတာကိုခံစားမိခဲ့ကြပေမဲ့သူတို့ဟာအစိပါးတွေသာဖြစ်တာကြောင့်ဘာမှမကန့်ကွက်အောင်ပဲပုံမှန်အတိုင်းနန်းတော်သို့ပြန်လည်လိုက်ပါခဲ့ကြပါလေ။ဒါပေမဲ့မူသားဆိုတာကြာရှည်မခံနိုင်ပါဘူး။တာမဟာနန်းတော်ရဲ့ကိုရောက်သွားတဲ့အခါမှာတော့မိခင်ဖြစ်သူကိုအမြဲတစေထိတွေ့နေကြဖြစ်တဲ့အုတ်တာရဲ့သားငယ်သမီးငယ်လေးတွေဟာသူတို့အမေမဟုတ်ဘူးဆိုတာကိုရှင်းရှင်းပဲသိရှိသွားကြပါတော့လေကလေးငယ်တွေဟာကြောင်းလန့်တဲ့ကြောင်ငိုကြွေးရင်းနန်းတော်ကိုပြန်ရောက်လာတဲ့ဖခင်မင်းကြီးစီပြေးသွားခဲ့ပြီးပြစ်ကြောင်းကုံစင်ကိုတိုင်ကြားပြောဆိုခဲ့ပါတယ်တာမရဲ့မျက်နှာဟာအုတ်တာနဲ့ဘလောက်ပဲတူနေပါစေအောင်တော့ရှစ်သူခင်မုန်းဖြစ်သူမင်းကြီးကိုတော့လုံးဝလှည့်စားလို့မရနိုင်ခဲ့ပါဘူးမ
မိဖုရားအတူရောင်သားမဟာမင်းကြီးရဲ့ရှေ့မောက်မှာတင်ကြာရှည်ဟန်မဆောင်နိုင်ပဲဖမ်းဆီးခြင်းကိုခံခဲ့ရပါလေအမှန်တရားကိုဖော်ထုတ်ဖို့အတွက်ပြင်းပြင်းထန်ထန်စစ်ဆေးမေးမြန်းခြင်းခံရတဲ့အခါမှာတော့သူမဟာကြောင်ရွံ့တုံးလုံးစွာနဲ့ရုံးမှာပစ်ဆက်လာတဲ့သူတို့ရဲ့အကြံစီတွေကိုဝန်ခံခဲ့ရပါလေဖခင်ဖြစ်သူဦးကုတ်ပိတာနဲ့မိထွေးစာသီတို့ပူးပေါင်းကအုတ်တာကိုရင်တွေးအိုးထဲထည့်ပြီးရရဆက်ဆက်တပ်ဖြတ်ခဲ့ပုံတွေကိုကြားလိုက်ရတဲ့အခါမှာတော့မင်းကြီးဟာဝမ်းနဲ့ကြေကွဲလွန်းတာကြောင့်မြေပြင်ပေါ်ကိုလဲကျသွားခဲ့ရချပါလေဒါပေမဲ့ပူဆွေးမှုတွေဟာခဏချင်းမှတင်ပြင်းထန်တဲ့ဒေါသမီးအဖြစ်ပြောင်းလဲတောက်လောင်လာခဲ့ပါလေမင်းကြီးဟာအုတ်တာအတွက်လက်စားရှိဖို့အတွက်တာမာကိုရှစ်ရှင်းသေးရန်ပေးဖို့အမိန့်ချခဲ့ပါလေဒါတင်မကသေးပဲကျူးလွန်ခဲ့တဲ့ပြစ်မှုနဲ့ထိုက်တန်တဲ့တုံ့ပြန်မှုအဖြစ်တာမာရဲ့ရုပ်အလောင်းကိုပိုးကြီးထဲမှာငပိအဖြစ်ပြုတ်လုပ်စေပြီးအဲဒီငပိတွေကိုဥကုတ်ပိတာနဲ့စာသီတို့စီပြန်လဲပေးဖို့လိုက်ပါတော့တယ်မင်းကြီးဟာသူတို့ရဲ့လောဘကိုမြှုပ်ဆွဲတဲ့အနေနဲ့အဖိုးတန်ရွှေငွေရတနာအမြောက်များကိုပါထုံငပိအိုးတွေနဲ့အတူပို့ပေးခဲ့ပါတယ်သူတို့ရဲ့သမီးအင်းရှာကိုသူတို့ကိုယ်တိုင်ပြန်လဲစားသုံးမိစေမဲ့အဲ့ဒီလက်စားချေမှုဟာကြောက်မက်ဖွယ်ရအကောင်းဆုံးပြစ်ဒဏ်တစ်ခုပဲဖြစ်ပါတယ်။နန်းတော်ကနေပေးပို့လိုက်တဲ့အဖိုးတန်ရွှေငွေရတနာနဲ့ငပီအိုးကိုမြင်လိုက်ရတဲ့အခါမှာတော့ဥကုတ်ပိတာနဲ့စာလီတို့ဇနီးမောင်နှံဟာအတိုင်းမသိဝမ်းသာအားရဖြစ်သွားခဲ့ကြပါလေ။သူတို့ဟာတာမတယောက်နန်းတော်မှာမိဖုရားအဖြစ်အောင်မြင်စွာရှေ့ကုတ်ယူနိုင်ပြီလို့ထင်မှတ်ခဲ့ပြီးရရှိလာတဲ့စည်းစိမ်တွေကိုတုံးဖြုံးကတက်တောင့်တက်တာနေထိုင်ခဲ့ကြပါလေ။သမီးဖြစ်သူကလက်ဆောင်အဖြစ်ပေးပို့လိုက်တယ်လို့ထင်မှတ်နေတဲ့ထိုငပိတွေကိုနေ့စဉ်ရက်ဆက်ရတာခံကစားတောက်ခဲ့ကြပါတယ်။ရက်တော်ကြာလို့ငပိအိုးရဲ့အောက်ခြေထိရောက်သွားတဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာမမျှော်လင့်ထားတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်။အိုးထဲမှာကျန်းရက်နေတာဟာငပိမဟုတ်ပဲလူသားတစ်ယောက်ရဲ့အသားအစာတွေဖြစ်နေတာကိုသိလိုက်ရတဲ့အခါမှာတော့သူတို့နှစ်ဦးဟာအလွန်အမင်းထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။တန်တရားတွေနဲ့အတူကြံရှိနေတဲ့အသားအစာတွေကိုသေချာစွာဆေးကြောကြည့်လိုက်တဲ့အခါမှာတော့သူတို့မြင်တွေ့လိုက်ရတာဟာတခြားသူမဟုတ်ပဲသူတို့ရဲ့အရှိတော်သမီးရင်သားမရဲ့ရုပ်ချင်းတွေပဲဖြစ်နေပါတယ်။သူတို့ရဲ့သမီးအင်းကိုသူတို့ကိုယ်တိုင်ပြန်လဲစားသုံးမိခဲ့ပြီးဆိုတဲ့အသည့်ဟာသူတို့ရဲ့နှလုံးသားကိုဆွဲနှုတ်လိုက်သလိုပြင်းထန်လွန်းလာပါလေ။နောက်ဆုံးမှာတော့ဥကုတ်ပိတာနဲ့စာလီတို့ဟာအဲ့ဒီနေရာမှာတင်ထိတ်လန့်ကြောက်ရွံ့လွန်းတဲ့တန်းကြောင့်နှလုံးရက်တန့်ကနှစ်ယောက်စလုံးပြိုင်တူသေဆုံးသွားခဲ့ပါတယ်။နန်းတော်ဘက်မှာတော့ရုပ်မှရစ်ဆက်လာတဲ့လူဆိုးအလုံးညီကုန်းရှုပ်သွားပြီဆိုတဲ့သတင်းစကားတွေရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ကျန်ရသူတွေရဲ့ရင်ထဲကဆုံးရှုံးမှုဝေဒနာကတော့ပျောက်ပြက်လို့မသွားခဲ့ပါဘူး။အုတ်တာနဲ့အသက်စစ်နေသလိုထင်မှတ်ရတဲ့ရှစ်လစွာသောရွှင်ကြောင်ပင်ကြီးဟာအုတ်တာသိဆုံးသွားတဲ့အချိန်ကလေးကအဖော်မဲစွာနဲ့တဖြည်းဖြည်းညှိုးနှံလျှောက်သိလာခဲ့ပါတယ်။တကယ်တော့စိတ်ထားနူးညံ့လာတဲ့အုတ်တာရဲ့ဝိညာဉ်ဟာဘယ်ကိုမှထွက်ခွာသွားခြင်းမရှိပဲနန်းတော်ဥယျာဉ်ထဲကတသီးပင်တစ်ပင်ရဲ့အသီးလေးထဲမှာတဖန်ပြန်လဲအသက်ဝင်နိုးထလာခဲ့ပါတယ်။နန်းတော်ရဲ့ဥယျာဉ်ကြီးထဲမှာစိတ်ထားနူးညံ့တဲ့အဖိုးဘွားနှစ်ယောက်ဟာတပ်ပင်ပန်းမှန်တွေကိုဂယုတစိုက်ပြုစုဆောင်ရှောက်နေကြပါတယ်။တနေ့မှာတော့သူတို့ဟာတပ်ပင်တစ်ပင်ပေါ်ကပုံမှန်တဲ့ထူခဲ့ပြီးအလွန်ကြီးမားလာတဲ့တသီးကြီးတစ်လုံးကိုအံ့ဩဖွယ်ရာမြင်တွေ့ခဲ့ရပါတယ်။ထူးဆန်းလွန်းလာတဲ့အဲဒီတသီးကြီးကိုအဖိုးဘွားနှစ်ယောက်ကခိုးယူလို့သူတို့ရဲ့နေအိမ်လေးစီကိုအမျက်တနိုးနဲ့သယ်ဆောင်လာခဲ့ပါတယ်။အိမ်ကိုရောက်ပြီးရက်နှဲငယ်အကြာမှာတော့ထူးခြားဆန်းကျယ်တဲ့အဖြစ်အပျက်တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။အဖိုးဘွားတွေအပြင်မှာအလုတ်သွားလုံနေတဲ့အချိန်တိုင်းမှာတသီးကြီးတွေကနေအုတ်တာဟာထွက်ပေါ်လာပြီးအိမ်မှုကိစ္စအဝဝနဲ့ထမင်းတွေကိုအစင်းသစ်ဖြစ်အောင်စီစဉ်ပေးထားလိမ့်ရှိပါတယ်။နေ့စဉ်ရက်ဆက်ဆိုသလိုအိမ်အလုတ်တွေဟာအလိုအလျောက်ဖြည့်ဆည်းနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့အဖိုးနဲ့အဖွားဟာအဲ့ဒီတသီးကြီးထဲမှာတစုံတရာရှိနေရမယ်ဆိုတဲ့တန်တရားတွေဝင်ရောက်လာခဲ့ပါလေ။နောက်ဆုံးမှာတော့အမှန်တရားကိုသိရှိနိုင်မှုအတွက်အဖိုးနဲ့အဖွားဟာအလုတ်သွားချင်အောင်ဆောင်ကအိမ်အနီးမှာပဲတိတ်တဆိတ်ချောင်းမြောင်းစောင့်ကြည့်ဖို့အတွက်ကြံစီခဲ့ကြပါလေ။သူတို့စောင့်ကြည့်နေတဲ့အချိန်မှာပဲမယုံနိုင်စရာကောင်းလောက်အောင်လှပလွန်းတဲ့မြို့သမီးတူဟာထိုတသီးတွေကနေထွက်လာတာကိုအဖိုးဘွားနှစ်ယောက်ဟာကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရပါလေ။တသီးကြီးတွေကနေကိုထင်ပြပြီးထွက်လာတဲ့အုတ်တာကိုမြင်လိုက်ရတဲ့အခါမှာတော့အဖိုးနဲ့အဖွားဟာအံ့ဩမင်သက်သွားခဲ့ကြပါလေ။ဒါပေမဲ့အုတ်တာရဲ့ကြီးလေးအေးချမ်းတဲ့မျက်နှာလေးကိုကြည့်ပြီးသူတို့ဟာရှစ်ရှင်းဆိုသလိုတန်ရောစင်တွေ့တာသွားခဲ့တာကြောင့်အုတ်တာနားကိုရှင်းကပ်ကသူမကိုသမီးရင်းချတဲ့ဖွဲမွေးသားဆောင်ချောက်ဖို့မေတ္တာရက်ခံခဲ့ပါလေ။အံ့ဩဖွယ်ရာနီလန်းနေနဲ့တစ်ဖက်ပြန်လဲအသက်ဝင်လာခဲ့တဲ့အုတ်တာဟာအရင်ဘွားကအတိုင်ချောမောလှပတဲ့ရုပ်ရည်သွင်းပြင်းရှိနေစေဖြစ်ပေမဲ့ထူးဆန်းတဲ့အရှိမှာသူမရဲ့အတိတ်ကြောင်းရာတွေကိုဘာမှမမှတ်မိတော့ပါဘူး။ဒီလိုနဲ့ရွာသားတွေဟာအဖိုးဘွားတို့ရဲ့အိမ်ထဲမှာရှိနေတဲ့အမျိုးသမီးလေးရဲ့ရုပ်ရည်သွင်းပြင်းဟာကွယ်လွန်သွားပြီဖြစ်တဲ့မိဖုရားကြီးအုတ်တာနဲ့တပုံစံနဲ့တူနေကြောင်းကိုအံ့ဩတရှိပြောဆိုလာခဲ့တဲ့ကောလာဟာလာသတင်းတွေဟာနန်းတော်ထဲကမင်းကြီးရဲ့နားတော်အထိပြန့်နှံ့လို့သွားပါလေ။မျော်လင့်ချက်ရောင်ချီတန်းလာတဲ့မင်းကြီးဟာမဆိုင်မတွပဲအဖိုးဘွားတို့နေထိုင်ရာအရက်စီကိုကိုယ်တိုင်ကိုယ်ကျခရီးထွက်ခဲ့ပါလေ။မင်းကြီးရောက်ရှိလာတဲ့အခါမှာတော့အဖိုးနဲ့အဖွားဟာမင်းကြီးကိုရိုသေစွာနဲ့ကြိုးဆိုခဲ့ကြပြီးခရီးပန်းလာတဲ့မင်းကြီးအတွက်ရေခွက်ကိုကိုယ်တိုင်ကမ်းလှမ်းခဲ့ပါလေ။ ဒါ
ဒါပေမဲ့မင်းကြီးဟာအဘိုးဘွားတို့ပေးတဲ့ရေကိုမတောက်ပဲသူတို့ရဲ့သမီးဖြစ်သူလက်ထဲကရေကိုတောက်လို့ကြောင်းမိန့်ကြားခဲ့ပါလေဒီအခါမှာတော့အဘိုးဘွားနှစ်ယောက်ဟာအုတ်တာကိုရေခွက်ယူလာခိုင်းပြီးမင်းကြီးထံဆက်တာခိုင်းခဲ့ပါလေရေခွက်ကိုကန်ဆောင်လို့ရှေ့မောက်ကိုရောက်ရှိလာတဲ့အုတ်တာရဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့ခဏမှာပဲမင်းကြီးဟာအံ့ဩဝမ်းသာလုံးလို့မျက်ရည်တွေကျဆင်းလာခဲ့ပါလေထိုအမျိုးသမီးဟာရုပ်ရှင်တူယုံတင်မကပဲသူအလွန်အမင်းရှင်းမြတ်နိုးရတဲ့မိဖုရားကြီးအုတ်တာအဆက်မှန်ဖြစ်တယ်ဆိုတာကိုမင်းကြီးဟာအကျွင်းမဲ့ယုံကြည်သွားခဲ့ပါလေဒီလိုနဲ့နောက်ဆုံးမှာတော့မင်းကြီးဟာအုတ်တာကိုနန်းတော်သို့ဂုံသေးကြီးစွာနဲ့ပြန်လည်ခေါ်ဆောင်သွားခဲ့ပါလေနန်းတော်ရဲ့ရင်းနှီးလာတဲ့ပတ်ဝန်းကျင်နဲ့ရှစ်လစွာသောသားငယ်သမီးငယ်လေးတွေရဲ့အနီးနားမှာနေထိုင်ရင်းအုတ်တာရဲ့ပြောင်းဆုံးနေတဲ့မှတ်ဉာဏ်ဟောင်းတွေလည်းတဖြည်းဖြည်းပြန်လည်နိုးထလာခဲ့ပါလေမိသားစုအားလုံးပြန်လဲဆုံစည်းကြပြီးနောက်မှာတော့နာကျင်စရာအတိတ်ဆိုးတွေကိုကြော်ဖြတ်ကာပျော်ရွှင်ချမ်းမြေ့စရာကောင်းလာတဲ့ဘဝအသက်ကိုတည်ဆောက်နိုင်ခဲ့ကြပါလေအံ့ဩစရာကောင်းတာဟာအုတ်တာသေးဆုံးသွားစဉ်ကညှိုးနှံလျှောက်သိသွားခဲ့တဲ့မိခင်ဖြစ်သူရွှေညောင်ပင်ကြီးဟာလည်းအုတ်တာနန်းတော်သို့ပြန်လဲရောက်ရှိလာတဲ့အချိန်ကစလို့ပြန်လဲရှင်သန်လန်းဆန်းလာခဲ့ပါလေရွှေညောင်ပင်ကြီးဟာအကိုင်းအခက်တို့ဝေဝေဆန်စွာနဲ့တဖန်ပြန်လဲတန်ဆန်းလာခဲ့ပြီးအုတ်တာရဲ့သားသမီးမိမိရဲ့အဆက်ဆက်အတွက်အေးမြတဲ့အရေးအာဝါဒကိုပေးစွမ်းနိုင်တဲ့အံ့ဖွယ်ရွှေညောင်ပင်ကြီးအဖြစ်နန်းတော်ရဲ့ဥယျာဉ်ထဲမှာထာဝရတည်ရှိသွားပါတော့လေဒါကတော့ရှစ်ရှင်းမြတ်တာသစ္စာတရားနဲ့ကံကံရဲ့အကျိုးကိုဖော်ကျူးထားတဲ့နန်းတောင်ခန်းခန်းဆိုတဲ့ရှမ်းရိုးရပုံပြင်လေးပဲဖြစ်ပါလေပြည်သက်များရှင်ယနေ့တင်ဆက်ပေးသောအကြောင်းအရာလေးမှာဤနေရာတွင်ပြီးဆုံးသွားပါပြီပဲဖြစ်ပါလေသွေးမမှုတစုံတရာရှိခဲ့လျင်ဘာသာပြန်သူဖြစ်တဲ့ကျမတို့ရဲ့လိုအပ်ချက်သာဖြစ်ပါတယ်ရှင်။နားဆင်ပေးခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းလည်းရွှင်လန်းရှမ်းမိကြပါစေရှင်။